ကလည်းကြားလိုက်တာသူရန်ကုန်ရောက်တာ3ခါရှိတယ်ခုဒီလမ်းလွှဲပြီးလို့လားအဲ့လေငါတို့ကစောင့်နေတာဆိုတော့တိုက်တာမစားတော့ကိုမကြခင်ရောက်မယ်ဆိုပြီးစားလို့ပြန်ရောက်တော့ပါဟောဟိုမှာပြောရနေတော့လာတယ်ဟေးတကယ်ကြီးလို့စောင့်နေတာကြာပါလားဒါမှကားတွေပိတ်နေကဲရောက်ပြီဆိုဒီမှာထိုင်လူဆုံးပြီဆိုတော့မှကြာမယ်လေနေပါဦးငါမင်းနဲ့ကြည့်တော့ငါမင်းမင်းတို့စားဖို့အတွက်ဆိုလက်ဆောင်တင်ပေးလိုက်တယ်ဟာတော့မစားလေးဝေးဒီမှာတင်ရဲ့ဒီမှာပေးမင်းဒီမှာမင်းတို့ကြည့်တော့သူကကြော်ပေးတယ်မို့လက်တော့ဒါရင်စားရပါဦးကြီးရောငါတို့ကြီးရောရတာနော်ဝင်းနေပဲဘာကြောင့်မလာလဲဒီမှာဟောကြည့်တော့လက်ရစားရမှာဂျင်းနေရမင်းတို့ကြည့်တော့ကိုယ်ကပြင်နှမ်းထိုင်ပြီးကြော်ပေးတယ်မို့လက်တော့အဲ့လေကျန်ကလာပါစားကြမယ်မင်းကလည်း story တော့တပုတ်လေးရတော့ကဲစားဘူးကငယ်ရအနဲ့ကဘိုက်ကိုဆွဲဆောင်နေပြီဟဲ့နေကြပါဦးငါမျိုးတက်လာတော့ဥချန်ခဲ့လို့ဘာလို့ ਆ လဲနင်ကလည်းအလန့်တကြားပုံမှန်လည်းဒီလိုပဲလာနေကြဟောင်းဟုတ်ဘူးနော်တခုခုလိုနေတာအာဘာပဲနေဟမ်ဘာဖြစ်တာတော့အဖိုးကငါအဖိုးနင်တို့လော်တချင်းလာတွေ့တာငါအဖိုးကမ်းမတင်မှာမိတ်ကြံခဲ့ပြီက